လာပါရှင်ဒီနေ့အစီအစဉ်ကဘယ်ဘုရားသမိုင်းကြောင့်လဲညီမငယ်ဟုတ်ကဲ့ဒီနေ့ပြောပြမယ့်ဘုရားသမိုင်းကတော့ထူးထူးခြားခြားထုတဲ့အကြီးဆုံးဘုရားတဆူဖြစ်တဲ့ဓမ္မယန်ကြီးဘုရားသမိုင်းပိုကန်ကိုရောက်ဖို့တဲ့သူတိုင်းတည်ကြတဲ့ဘုရားတဆူရှိပါတယ်အကြီးဆုံးပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲအနက်နဲဆုံးပု္ပ္ပစာတစ်ခုလိုဖြစ်နေတယ်ဟုတ်ပါတယ်ဓမ္မယန်ကြီးဘုရားကျောင်းကိုပြောနေတာပါဒီဘုရားကြီးရဲ့နောက်ွယ်ကလွတ်ဝတ်ချက်ကိုဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီပုံကိုကြည့်လိုက်တာနဲ့တင်သူ့ရဲ့ကြီးကျယ်ခမ်းနားမှုကိုခန်းစားမိမှာပါဒါပေမဲ့ဒီဖျားကြီးဟာကြောက်နဲ့အုပ်နဲ့ဒီဆောက်ထားတဲ့အဆောင်အောင်ချက်ခုထက်အများကြီးပိုပါတယ်ပူကန်ရဲ့အကြီးမားဆုံးရုပ်ဝတ်ချက်ကိုထွေးပိုက်ထားတဲ့နေရာတစ်ခုလို့တောင်ပြောလို့ရတယ်ကဲဘာကြောင့်လဲဆိုတာဆက်ကြည့်လိုက်ရအောင်ကဲပထမဆုံးအပိုင်းအနေနဲ့ပေါ့နော်ဒီဖျားကြီးရဲ့အယာမဆန်နဲ့အသင်အပြစ်နဲ့ပကံရဲ့အထင်ကရအနေအတစ်ခုအထိဘယ်လိုမျိုးခိုင်ခိုင်မာမာရက်တည်နေတယ်လဲဆိုတာကိုအရင်ဆုံးကြည့်ကြည့်ရအောင်ဓမ္မယန်ကြီးဖျားဆိုတာကရှင်းပြောရရင်ရှေးဟောင်းပကံမျိုးမှာရှိတဲ့တာတနိကအဆောက်အုံတွေအားလုံးထက်မှအကြီးဆုံးပါမယ်။ဒါကြောင့်လဲပကံရှေးဟောင်းတုတေသနအစုံထက်မှအထူးကအကြဆုံးနေရာတစ်ခုဖြစ်သတ်မှတ်ထားကြတာပေါ့။ဟုတ်ပါတယ်။ Number 1ပါ။ပကံမှာဖျားဒီစီဒီထောင်းတဲ့ရှိပြီးရှိတဲ့အထက်မှာဓမ္မပန်ယန်ကြီးကအကြီးဆုံးပဲ။ဒီအချက်လေးတစ်ခုတည်းနဲ့တွင်သူ့ရဲ့အရေးပါဦးနဲ့ဘလောက်တောင်ကြီးမားလိုက်တယ်လဲဆိုတာကိုမြင်သာစေပါတယ်။ဒါဆိုဒီလောက်ကြီးကျယ်ခမ်းနားတဲ့အဆောက်အုံကြီးကိုဘယ်လိုများတိဆောက်ခဲ့တာလဲဘယ်လိုရည်ရွယ်ချက်နဲ့လဲအခုကျွန်တော်တို့ဒီဖရာကြီးရဲ့နောက်ွယ်ကတမိုင်းဝင်ဘယံတပါအကြောင်းကိုဆက်ပြေးလဲလာကြည့်ကြပါမယ်တမိုင်းကိုကင်းလန်လိုက်ရင်တော့ကျွန်တော်တို့စနစ်အရာစုကိုပြင်သွားရမှာပါအဲ့ဒီအချိန်လာပကံထီနန်းကိုစိုးစံခဲ့တဲ့နရေသူမွန်ရဲ့လက်ထက်မှာပဲဒီဓမ္မယန်ကြီးဖရာကြီးကိုစတင်တိဆောက်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့နေရာသူမင်းကဓမ္မယန်ကြီးဖရာကိုတိဆောက်ဖို့အမိန့်ပေးခဲ့တဲ့သူပေါ့ဒါပေမဲ့ထူးခြားတာကသူ့ရဲ့နန်းဆန်နေတဲ့နဲ့ဒီဖျားကြီးရဲ့တမိုင်းဟာခွဲလို့မရအောင်ဆက်ဆက်နေတယ်။အထူးသဖြင့်ဖျားကြီးရဲ့ညွန်မိုင်းတဲ့နောက်ခံတမိုင်းကြောင်းကြည့်လိုက်တာနဲ့တင်ခန့်ညားပေမဲ့တမျိုးလေးစက်တီးထစေတဲ့ရုပ်သွင်းဒါတွေအားလုံးဟာနေရာတူမင်းနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ဘယံကျောင်းကနေဖျားရဲ့တိဆောက်ပုံဘက်ကိုပြန်လက်ကြည့်ရအောင်။ဘာလို့လဲဆိုတော့ဓမ္မယန်ကြီးရဲ့အမခန့်ဖြစ်စေတဲ့နောက်တစ်ချက်ကသူ့ရဲ့ဘိထုကလက်ရကျောင်းပါပဲ။တကယ်ကိုအမခန့်ပါပဲ။တမိုင်းမတန်းနေမှာရောလေးလာသူတွေကရောသုံးလုံးထားတာကအလွန်တီးကြတဲ့အုပ်စီလေးရတယ်ဘယ်လောက်တောင်တီးကြတဲ့ဆိုရင်အုပ်တစ်ချက်နဲ့တစ်ချက်ကြားမှာအတချောင်းတောင်ဆိုင်လို့မရဘူးစံချီမြင့်တပြင်းတော့ထိုးထည့်လို့မရအောင်ကိုကွက်တီဖြစ်နေတယ်လို့ဆိုကြပါတယ်စဉ်းစားကြည့်ပါအဲလီခစ်ကနီးတင်ညာနဲ့ဒီလောက်တီးကြအောင်တီးဆောင်နိုင်ခဲ့တယ်ဆိုတာအဲ့ဒါကြောင့်ပဲဒီဖျားကြီးဟာပိုကန်ခေရဲ့ engineering ပညာဘိထုကပညာကဘလောက်တောင်အထူးအထိတ်ကိုရောက်ခဲ့တယ်လဲဆိုတာကိုတက်တည်ပြနေတဲ့အခိုင်အမာဆုံးပြယုကရအခုဖြစ်ဒီနေ့ထိယက်တည်နေတော့မှာပဲဓမ္မရန်ကြီးဘုရားသမိုင်းလေးကမပြီးသေးပါဘူးရှင်ဒုတိယပိုင်းလေးကိုဆက်လက်အားပေးပါရှင်အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်ရှင်